မန္တလေးမြို့လမ်းကျဲရက်ကွက်တန်းတွေကနေရာကောင်းအယောင်လေးပါမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းကျဲတွာလာရလွယ်ကူပြီးနေထိုင်ရန်အလွန်ကောင်းမွန်သောရက်ကွက်လေးလည်းဖြစ်ပါတယ်ပေအကျယ်ဝင်းကတော့ပေ20-60ဖြစ်ပြီးမြေကွက်လွတ်ကိုမှအနောက်လှည့်လေးပါစာရွက်စာတမ်းအနေဖြင့်ကြံမြေတက်တန်းတစ်ကိုမှကခလည်းခွဲထားပါတယ်နေရာလေးကတော့64လမ်း109လမ်းအနီးပဲဖြစ်ပါတယ်ဒါလေးကိုတိန်း1000ညှိနှိုင်းစည်းနှုန်းဖြင့်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်နေရာကောင်ရက်ကွက်တန်းကိုလိုချင်နေဆိုရင်ကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးကိုသာဆက်သွယ်လိုက်ပါခင်ဗျာအကောင်တကအကောင်ဆုံးတွေကိုသာဖန်တီးပေးချင်တာကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးရဲ့စိတ်နာပါ